အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့အမျိုးသမီးများရဲ့အတန်းတက်ဆုံးလိင်စစ်စာနည်းဆိုတဲ့ခေါင်းစဉ်လေးနဲ့ပြန်လည်ပြီးမှပြင်ဆင်ပေးသွားမှာဖြစ်ပါတယ်ဒီနေ့မှာတော့ကာမစစ်ဆန်ရာတွင်အမျိုးသမီးများစိတ်ကျေနပ်ဖို့ဆိုတဲ့အကြောင်းအရာကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အမျိုးသမီးများအနေဖြင့်လိင်စစ်ဆန်တဲ့အခါမှာစိတ်ကျေနပ်မှုအပြည့်အဝမရဖြစ်တတ်ကြတာသဘာဝပါပဲဒါပေမဲ့အမျိုးသမီးတော်တော်များများကတော့အဆိုပါကိစ္စကိုပြောလိပြောထနေပါကြပြီးတော့တကူရီအာတာဖြီးနည်းနဲ့ပဲဖြီးသိမ့်ကြတာများပါတယ်အမျိုးသမီးများအတွက်လိင်စစ်ဆန်မှုကိစ္စကျန်းမာရေးပြဿနာဆိုတာကလည်းဘဝအတွက်အရေးပါတဲ့ပြဿနာတစ်ရပ်ဖြစ်လို့လိင်စစ်ဆန်မှုနဲ့ပတ်သက်ပြီးတော့ဂျီနတ်အားရမှုအပြည့်အဝမရရှိကြတဲ့အကြောင်းချက်များဖော်ပြလိုက်ပါတယ်အိယာပေါ်မှာလိင်စစ်ဆန်စဉ်ဂျီနတ်မှုမရှိခြင်းစတန်တစ်ခုအရာအမျိုးသမီးတော်တော်များများကအိယာပေါ်မှာလိင်စစ်ဆန်တဲ့အခါမှာစိတ်ဂျီနတ်မှုအပြည့်အဝမရရှိကြဘူးလို့ရာခိုင်နှုန်းပြီးထောက်ခံကြပါတယ်အမျိုးသားများကိုမြင်းမြန်းချက်အရာအိယာပေါ်မှာအမျိုးသမီးများစီမှတောင်းတကြတဲ့စစ်ဆန်နည်းတွေကတော့ပစပ်ဖြင့်လိင်စစ်ဆန်ခြင်းနဲ့အမျိုးသားလိင်အင်္ဂါများကိုထိတွေ့ကြိုက်တွေ့တတ်ခြင်းကိုပဲဖြစ်ပါတယ်အမျိုးသားများကိုလေ့လာမြင့်မြတ်မှုအရာထမှန်သိရှိထားတဲ့အမျိုးသမီးများလိင်စစ်ဆန်ခြင်းဂျင်းအားရမှုရှိတဲ့အချက်တွေကတော့တကူကောင်းဆန်တဲ့ချစ်သူနဲ့စစ်ဆန်တဲ့အခါမှာပြင်းပြီးတော့ငိမ့်ငွေပဲကောင်းတဲ့အခါမှာခန်းစားချက်တိမရှိတဲ့အခါမှာသူမဘယ်လိုပုံစံစစ်ဆန်တတ်မှမသိတဲ့အချိန်ခါကြောင့်ဖြစ်တယ်လို့ဆိုပါတယ်ရာခိုင်နှုန်း35ရာခိုင်နှုန်းသောလိလာတွေ့ရှိမှုများရဲ့အဆိုကတော့အမျိုးသမီးတွေအနေနဲ့လိင်စစ်ဆန်စဉ်တိတ်ဆိတ်ငြိမ်သက်တဲ့အခါဒါမှမဟုတ်စိတ်အားထက်သန်မှုမရှိတဲ့အခါမျိုးမှာတွဲဖက်စစ်ဆန်သူရဲ့လိင်စစ်ဆန်မှုများကိုမကြိုက်လို့ဆိုပါတယ်ပြီးတော့နိရာခိုင်နှုန်းသောလိင်စစ်ဆန်ဖို့သူအမျိုးသားများရဲ့အဆိုအရလိင်စစ်ဆန်စဉ်အမျိုးသားများအနေနဲ့အမျိုးသမီးအင်္ဂါကတင်းတင်းကြပ်ကြပ်ဖြစ်မနေတဲ့အခါစိတ်ကြည်နပ်မှုအပြည့်အဝမရရှိကြဘူးလို့ဆိုကြပါတယ်တကယ်လို့အမျိုးသမီးအတူအနေနဲ့ကိုယ့်ရဲ့အကြောင်းတစ်ချိန်တစ်တန်းတစ်လျှောက်နဲ့အခုလက်ရှိအချိန်ထိဘဝတစ်ခုလုံးမှာတယောက်တည်းနဲ့ပဲလိင်စစ်ဆန်မှုပြုနေတယ်ဆိုရင်တော့အမျိုးသမီးအင်္ဂါတင်းကျပ်မှုသူမအတွက်တော့စိတ်မကြည်မနက်ကိုဖော်ပြတာမဟုတ်ဘူးလို့ဆိုပါတယ်လိင်စစ်ဆန်စဉ်အမျိုးသားမှာအမျိုးသမီးကြည်နပ်မှုကိုအာယုံမဆိုင်ခြင်းပြီးတော့လိင်စစ်ဆန်နေတဲ့အခါမှာအမျိုးသားအနေဖြင့်အမျိုးသမီးရဲ့ကြည်နပ်မှုကိုဂရုမစိုက်တဲ့အခါမှာလည်းအမျိုးသမီးအနေဖြင့်ကြည်နပ်မှုတိတ်မရရှိနိုင်ပါဘူးအမျိုးသားများရဲ့အဆိုအရကတော့လိင်စစ်ဆန်စဉ်မှာနမ်းရုပ်ချင်းကအမျိုးသမီးအတွက်လိင်စစ်ဆန်မှုပြုလုပ်တဲ့အခါမှာကောင်းမွန်တဲ့အခြေအနေကိုရောက်ရှိတယ်လို့ဆိုပါတယ်40ရာခိုင်နှုန်းကတော့လိင်မစစ်ဆန်ခင်နမ်းရုပ်ချင်းကအရေးကြီးတယ်လို့ယူဆကြပြီးတော့60ရာခိုင်နှုန်းကတော့အဆိုပါနမ်းရုပ်ချင်းကအရေးကြီးဆုံးလို့ယူဆကြပါတယ်လိင်စစ်ဆန်စဉ်အမျိုးသမီးများအဖြစ်ကအတူလိုက်ပါမလို့ဆောင်ခြင်းအမျိုးသားတော်တော်များများကလိင်စစ်ဆန်စဉ်သူမတယောက်တည်းဥဆောင်ပြီးတော့အမျိုးသမီးကငြိမ်နေတာကိုမကြိုက်ကြပါဘူးအမျိုးသားနဲ့လိင်စစ်ဆန်နေတဲ့အခါမှာပုံစံအမျိုးမျိုးလိုက်ပါလို့ရှားရတာကိုအမျိုးသားတွေကအထူးကြိုက်နေတတ်ကြပါတယ်ပြီးတော့လိလာတွေ့ရှိမှုအရာ41ရာခိုင်နှုန်းသောအမျိုးသမီးများကတော့လိဖက်ထောက်လိင်စစ်ဆန်ရတာကိုအထူးနှစ်သက်ကြခြင်းဖြစ်ပြီးတော့33ရာခိုင်နှုန်းကတော့မိန်းကလေးကအပေါ်ကနေနေတာကိုကြိုက်နှစ်သက်ကြတယ်လို့ဆိုပါတယ်အမျိုးသမီးအနေနဲ့ဂျီနက်နှစ်သက်ဆုံးလိင်စစ်ဆန်မှုပုံစံကတော့အပေါ်ကနေပြီးတော့ခတ်ပြင်းပြင်းလိင်စစ်ဆန်တာဖြစ်ပါတယ်အရေးကြီးဆုံးမှတ်သားစရာချက်ကတော့အမျိုးသမီးများရဲ့စိတ်အားထက်သန်မှုကတလွဲဖြစ်ပြီးတော့စိတ်အားထက်သန်မှုကိုဖြစ်နေမှာကိုပါတကယ်လို့သူမအနေနဲ့အရန်ကိုစိတ်အားထက်သန်လွတ်နေမယ်ဆိုလို့ရှိရင်တော့အဆိုပါစိတ်အားထက်သန်မှုကသူမကိုလိင်စစ်ဆန်တဲ့အခါမှာဂျီနက်နှစ်သက်မဖြစ်စေဘဲနဲ့စိတ်ပင်ပမှုကိုဖြစ်စေမှာတေချာပဲဖြစ်ပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ